ဘာလို့ပဲရောက်နေရလဲဒုက္ခပါပဲကွာဘယ်ရောက်လဲclack ထဲဝင်ပြီးကောင်းမလေးတွေငေးခါလေးတွေ့ပြီး ငါပွဲလေးကိုလေပြပိတ်ဆန်ဆန်ကျင်းပကြည့်လို့ငါဒီနေရာကိုရွေးတာငါရဲ့ဦးလေးကဝင်းနေပွဲပါတီအကြီးလှုပ်ဖို့ရှိတယ်ဟာအဲဆုံးရပြီဟဲ့ဒီဦးလေးခေါ်လာတဲ့လူတွေအကုန်လုံးကဂေးတွေပဲဟာလားယောက်ျားစစ်စစ်ဆိုလေတယောက်မှအဝင်မခံတာသိလားသူကဘယ်ကထွက်နေမှမသိလို့ဖြတ်သားမှာငါ့ကိုဗရန်တူတွေဝတ်တယ်ဆိုဟိုကောင်မတွေကြိုက်ရတယ်ဒီမှာအရင်သားဖြတ်တာမင်းနေဘေးကတနာတော့နေကြလားလို့ဘာမင်းခင်ရလဲဟာတတီတီလေယူရအောင်စောင်းနေနေဒါဘာလို့ပါလဲပြောပရိုက်တာလေပရိုက်တာလောက်တဲ့ဟာလို့နင်မျိုးလုံးဖြဲပြီးတော့ကြည့်လုံးမမသိအပြားမမသိအချင်းမဟုတ်ပြေဘာမှမသိ we party rock လာကြပါဦးရှင်လူပါမောင်လေးလူပါမောင်လေးဘယ်လူညာမဟုတ်လားဟုတ်တယ်လေလူအကဲမှာဗောဟုတ်တယ်လေတော့တော့ဖြစ်တဲ့ကောင်မလာစမ်းဖြစ်ချင်အောင်ရှင်စမောက်တတိယအချိန်ကဘိုက်စားတဲ့အချိန်နဲ့ပတ်စံလိုတဲ့အချိန်မရှိရအဲ့တဲ့အချိန်ပူတော်တတိယဟာနာဘူးကရေကိုဂျိုင်းချိုးနေအရာတော်ကြီးပေါ့အောင်မယ်ဟုတ်ကဲ့လာပါပြီကိုကြီးရဲ့အိုးဒီမြင်အကြကိုပလာတာအုပ်ပြီးငေါ့ညာရောက်တယ်ငါအကြကိုမကြိုက်ဘူးကိုကြီးပြင်ညီမလေးလည်းပေါ်လို့ကြကြပါကြည့်ရလေအားလုံးရွက်တဲ့ဂေးတာဒါဂေးပါတီပဲဖြစ်မယ်မင်းမစားရမယ်မင်းအစားခံနေရမယ်နော်ဗျာခေးခေးမခေးခေးစားပဲလေဘာလာကျွေးနေရတော့ငါဘယ်လေကျွေးနေတာအဲ့ဒါပါလေတော့ရက်ခွက်မစားအောင်စီတန်းစီနေကြလားလားဘုံသားဘောကဈေးမပေါက်တဲ့ကြော်တကက်ရုပ်တွေဖြစ်နေဘယ်ဆိုင်ခင်သားနေဖဲသားနေကဘလို့ခေါ်လိုက်တယ်နှစ်ပေတော်မပြည့်တဲ့ဂျပူမရဲ့ကျမဂျပူးမနဲ့ခေါ်နေနဲ့နော်ငါလည်းနင်းပြပါလာတော့ဘယ်သွားမလို့လဲဖေပြစ်စရာလားတော့ငါကိုကိုနို့မင်းလေးတော့ကိစ္စမရှိဘူးမဒီဒီဝေးတော့ပါတယ်စားလေအားလုံးရှင်ပြတိုင်းနှခမ်းမွေးနဲ့ပြတ်တတ်ပြီမလို့မြောင်ငါကြီးလာပြန်နေပြန်ဂေးတာမှညီတို့တဲ့စားပြင်းရင်းနဲ့ဝါရင်တပန်ရင်ဂေးကာကြီးဂေးဝေးစမ်းလုံးမောက်ဂေးငါတို့ပါတီပွဲကိုဂေးအောင်ဆောင်ပြီးနှောက်ရှက်မဲ့လူ3ယောက်မီးလို့ကတော့ရှောက်မှာတော့ကိုကောင်မရှော့တာကိုခံမလားငါ့ကိုရှော့တယ်